South Africa မှာမိခင်တူဟာသူမရဲ့6နှစ်အရွယ်သမီးကိုအောင်လန်းဆရာတယောက်စီမှာရောင်းစားပစ်ခဲ့တယ်။ရစ်ပူစော်ရဲဆိုတာကိုသိကြရမလား။ရစ်ပူစော်ရဲဆိုတာကတော့ကိုယ့်ရဲ့အလိုဆန္ဒတွေပြေဝဖို့အတွက်တပားသူရဲ့အသက်ကိုစတေးတာမျိုးပါ။ဒါကိုအောင်လန်းပညာမှာတေးသေးချာချာကိုအသုံးပြုနေကြပြီးတော့ကိုယ့်ရဲ့စိတ်ဆန္ဒလေးတစ်ခုပြည့်မြောက်ဖို့အတွက်တခြားသူရဲ့အသက်ကိုကြက်ကလေးငှက်ကလေးတွေတတ်တယ်လို့မျိုးအလွယ်တကူလုပ်နေတဲ့အောင်လန်းပညာရဲ့တစ်ခုပါ။ဒီရစ်ပူစော်ခံရတဲ့လူရဲ့လက်သေးခြေသေးတွေသပင်တွေတွေးတွေကိုအသုံးပြုပြီးတော့သူတို့ကဒီရစ်ပူဆိုတာကိုပြုလုပ်လေးရှိကြတယ်။အဲ့လိုပြုလုပ်ခြင်းအပြင်သူတို့ကပို့ပြီးတော့သူတို့ရဲ့စွမ်းအားတွေတိုးလာတာမျိုးလို့သူတို့ကယူဆကြတယ်။အဲ့တော့အဲ့မျိုးသမီးကဒီလိုမျိုးတွေလုပ်ပေးတဲ့ဆရာတယောက်ရှိမှသူ့ရဲ့သမီးလေးကို South Africa ရဲ့ဒေါ်လာ1100 1200လောက်လေးနဲ့ရောင်းစားပစ်လိုက်တာ။အဲ့တော့အဲ့ဒီဖြစ်စဉ်ဖြစ်ပြီးရဲတွေကသူ့ကိုဖမ်းမိတဲ့အချိန်မှာမိခင်ဖြစ်သူကဘာပြောခဲ့လဲဆိုတော့သူ့ရဲ့နေမကောင်းတဲ့သမီးလေးကိုသူ့ရဲ့ချစ်သူဖြစ်တဲ့သူနဲ့အိမ်မှာထားခဲ့ပြီးတော့သူကအပြင်ထွက်သွားခဲ့တယ်အဲ့ဒီအချိန်မှာသူ့သမီးလေးကပျောက်သွားခဲ့တယ်ဆိုပြီးတော့ရဲတွေအရှိမှသူကဖွင့်ဟပြောခဲ့ပါတယ်အဲ့တော့အဲ့ကလေးပျောက်သွားတဲ့အချိန်မှာချက်ချင်းပဲလိုက်ရှာတာမျိုးတွေရဲတိုင်တာမျိုးအမှုဖွင့်တာမျိုးငိုကြွေးနေတာမျိုးစတဲ့မိခင်တယောက်ပြုလုပ်တဲ့အချက်တွေကိုဘာမှမလုပ်ဖဲနဲ့သူကအေးဆေးပဲနေခဲ့တယ်အဲ့လိုတွေမစိုးရင်တဲ့အပြင်သူကခရီးတောင်မှထွက်လိုက်သေးတယ်။အဲ့ဒီရက်ကွက်အနီးနားပတ်ဝန်းကျင်မှာရှိတဲ့လူတွေကတော့ဒီကလေးပျောက်သွားလို့တော်တော်ကိုစိုးရင်ပူပန်နေကြပေမဲ့မိခင်ဖြစ်သူကတော့အေးအေးဆေးဆေးပဲနေခဲ့ပါတယ်။မိခင်ဖြစ်သူကယ်လီကတော့ပုံမှန်အတိုင်း Facebook စာမျက်နှာထက်မှာ post တွေတောင်မှအဆက်မပြတ်ပဲတင်နေခဲ့တော့ပါပဲ။ဒါပေမဲ့ကယ်လီဖြစ်သူကတနေ့အခါမှာတော့သူကိုယ်တိုင်နှုတ်ကနေမှားပြီးတော့သူကသူ့ရဲ့သမီးကိုအယ်ဂိုမာထံမှာသွားပြီးတော့ရောင်းစားခဲ့တယ်လို့နှုတ်ကဖွင့်ပြောခဲ့ပါတယ်။အဲ့ဒီအယ်ဂိုမာဆိုတာကတော့အောက်လန်းဆရာပေါ့နော်ဒီလိုရစ်ပူစော်ပေးတဲ့သူမျိုးပါအဲ့ဒီအယ်ဂိုမာရှိရောက်တာနဲ့သူ့ရဲ့သမီးရဲ့မျက်စိတွေသပင်တွေလက်သေးတွေနှရွက်တွေဒါတွေကိုဖြတ်တောက်ပြီးတဲ့အခါကျတော့မှရစ်ပူစော်ခံမှဆိုတာတိတိနဲ့ကိုသူကရောင်းစားခဲ့တာအဲ့တော့သူ့ရဲ့စကားကိုရက်ွက်တရားလူရနဲ့တဆင်ရဲတွေအထိရောက်သွားခဲ့တယ်ရဲတွေရောက်တဲ့ချိန်မှာသူ့ရဲ့ချစ်သူဖြစ်တဲ့သူရဲ့နောက်ထပ်အတိတယောက်ရဲ့3ယောက်အဖမ်းခံခဲ့ရပါတယ်2025ခုနှစ် March လမှာကတော့သူတို့အပြစ်ရှိကြောင်းထင်ရှားတဲ့အတွက်ကြောင့်မို့လို့သူတို့တွေလုံးဝကိုမှဖမ်းဆီးခြင်းခံလိုက်ရပါတယ်။သူတို့တွေကလူကုန်ကူးမှုတွေကိုနောက်ပြီးတော့ဒီကလေးလေးကဘယ်မှာရှာလို့ရှာရမှန်းမသိအောင်ပျောက်ဆုံးနေတာဖြစ်တဲ့အတွက်တကြုံထောင်တန်းသူတို့ကြားခဲ့တယ်။တကြုံထောင်တန်းကြားခဲ့တဲ့အချိန်ကျမှကယ်လီကတော့တနာစရာမျက်နှာလေးနဲ့မထွက်တဲ့မျက်ရည်ကိုအတင်းညှစ်ထုတ်ပြီးတော့တနာခံခဲ့ပါတယ်။သူမကအတနာခံနေပြီမဲ့သူ့ရဲ့ပုံစံကိုလူများမြင်ရတာကတော့တနာဖို့မကောင်းနေပဲနဲ့တကယ်ကိုမှတရေကားတွေကတရေမကြီးလိုမျိုးပဲမြင်တွေ့နေရတာပါသူတို့ကတကယ်ကိုမှစိုးသွဲရုံမှကြတဲ့သူတွေဒီကိစ္စတွေတစ်ခုလုံးဖြစ်ပြီးတာတော့မှသူတို့ဟာနည်းနည်းလေးတောင်မှနောက်တမရခဲ့ကြပါဘူးပျောက်သွားတဲ့အသက်6နှစ်အရွယ်ကလေးမလေးဒီဒေါ်ဆန်ဆိုတဲ့ကလေးမလေးကလည်းတကယ်ကိုမှချစ်စရာကောင်းတယ်လို့ပတ်ဝန်းကျင်ကပြောကြပါဒါပေမဲ့ဒီအပြစ်ကင်းစင်တဲ့အသက်6နှစ်အရွယ်ကလေးမလေးကတော့ဘဲကိုရောက်လို့ရောက်နေမဲ့အခုချိန်ထိကိုလုံးဝမသိခဲ့ရတော့ပါဘူး